ရိုင်းလိုက်တဲ့ဘောကွာဘာမှကိုအစင်မပြေဘူးဘာလို့ဘာကန်ကန်စောက်ကန်ကြီးကဘာမှကိုမကောင်းဘလောက်မှဖြစ်လာဒီမြတွေ့သမျှအားလုံးကိုပတ်သက်ဆဲပြီ What အေးတွေ့ကိုပတ်သက်ဆဲပြီနောက်ဆုံးတော့လဲငါမင်းသားဒီအိုးတွေကနေလွတ်မြောက်နိုင်ခဲ့ပြီ ခင်ဗျဘာကြီးလို့ ဟာငါမြေဘိုးဆောင်မယ်လား နေဦးဆောင်မင်းစား ဟုတ်တယ် ဟာကြားကြောက်ပါဘူးဒီနေ့မိခွန်းဆောင်ဘလူးလို့ဘာလို့ပဲကြောက်ပါလဲ ဟာငါမြေဘိုးဆောင်တာနှစ်ပေါင်းတောင်းချီနေ အော်နှစ်မောင်းတောင်းချီနေတာ ဟွန်း ဘာမှမစားမတော့နဲ့တူပါ မြေဘိုးထဲမှာဘယ်သူမှတယ်လီပါရီလာမပုတ်လေတင်လူသားရဲ့ကျေးဇူးကြောင့်ကျုပ်ဒီကနေလွတ်လာခဲ့အဲ့တော့တင်လူသားစုသုံးခုတောင်းကျုပ်ဖြည့်ဆည်းပေးမယ် လူရစုသုံးခုတောင်းရမှာဟာစုသုံးခုတောင်းရမှာငါဘာတောင်းရင်ကောင်းအော်သိပြီဒါလေးတော့ငါချီ ပြည့်စီ ဟာဘာဖြစ်သွားဘာဖြစ်သွားငါချီပြီလို့ဟာဟုတ်တယ်ဟုတ်အဲ့ဆိုတော့ဒုတိယစုတစ်ခုငါထပ်တောင်းမှရကဲသွားလီရောငါချီ လူကြီးအေးအဲ့လည်းပြည့်စီကွာ အိုးတော့ပါသေးငါချီဖို့ခါတယ်ဆိုတော့ငါချီပြီလို့ငါချီပါပေါ့မဖြစ်သေးဘူးဒါကပြောက်သွားလို့ဖြစ်သေးဘူးအဲ့တော့ငါတတိယတစ်ခုစုထပ်တောင်းမှရမယ်ကဲလာလီရော original ချီ အေးငကိုတိုင်းကုန်ပြည့်စီကွာ ဟူးတော်ပါသေးရဲ့အခုမှမိမွေးတိုင်းဖာမွေးတိုင်း original တိုင်းပြန်ဖြစ်သွားတယ် တောက်ကျိုးနဲ့လူသားငါကတော့ဒင်းကိုတိုးတက်အောင်လို့စုသုံးခုပေးပြီးပါဗျာချီးနဲ့ပဲတိုင်ပတ်အဲ့လောက်ချီးကြိုက်နေလို့အဲ့ချီးတော်ထဲမှာသာနေပြီးတော့